ဇလန်းအစမှာကျွန်တော်တို့တွေ့ရတာကလှပတဲ့အိမ်ကြီးတဲ့အိမ်မဟုတ်ပါဘူး။တောဟုတ်တစ်ခုရဲ့ချောင်းကြိုချောင်းကြားမှာထိုးထားတဲ့တဲလေးတစ်လုံးမှာဒါဟာအသက်16နှစ်အရွယ်အထက်တန်းကျောင်းသူထိုရူဟွန်ဒါရဲ့အိမ်မှာသူမရဲ့အမေခီအိုကိုကားတမတော်စာမှုနဲ့ဆုံးပါသွားပြီးနောက်မှာတိုရူဟာဘိုးဘိုးအိမ်မှာထောနေခဲ့ရတယ်။ဒါပေမဲ့အိမ်ဖူးဖီနေတာကြောင့်ခထဖယ်ပေးရတဲ့အခါသူမဟာဘသူ့ကိုမှဒုက္ခမပေးချင်ဘူးဆိုတဲ့စိတ်နဲ့တယောက်တည်းတောထဲမှာတဲထူးပြီးနေခဲ့တာပါမနေ့ဆိုကြောင်းတဲ့ညဆိုအလုတ်ကျန်းလို့ပြီးရင်အမောင်တဲကတဲလေးထဲမှာအမေဓာတ်ပုံကိုကြည့်ပြီးနေကောင်းလားအမေလို့နှုတ်ဆက်တတ်တဲ့တိုရူရဲ့ကြန့်ခွိုင်းမှုကတကယ်ကိုရင်းနာစရာကောင်းပါတယ်သူမဟာမိသားစုဝင်နေစီကပစ်ပယ်ခံထားလာမဟုတ်ပဲသူမကိုယ်တိုင်ကပဲအိုင်းနာတက်လွန်းတဲ့စိတ်ကြောင့်ဒီလိုခက်ခဲတဲ့ဘဝကိုရွေးချယ်ခဲ့တာပါနောက်တနေ့မနေ့မှာတော့တိုရူဟာကျောင်းသွားရင်းနဲ့တောဟုတ်နားကအိမ်ကြီးတဲ့အိမ်ကိုတွေ့လိုက်ရတယ်အဲ့ဒီမှာသူမစတွေ့လိုက်ရတာကကျောင်းရဲ့ Prince လို့တင်စားခံရတဲ့ Yuki နဲ့သူ့ကိုဝမ်းကွယ်ရှိကြတော့ပဲဖြစ်ပါတယ်သူတို့အိမ်ရှိမှာစနေရသီခွင်းရုပ်တူလေးတဲ့ချထားတာကိုတွေ့တော့တိုရူဒါသူမငင်းငယ်ကအမေပြောပြမှုတဲ့ Zodiac Legend အကြောင်းကိုပြန်ပြောပြတယ်ဖယားသခင်ကတရိတ်ဆန်ဒီကိုပွဲတော်ဖိတဲ့အခါကျွတ်ကကျောင်းကိုလိန်ညာလိုက်လို့ကျောင်းဟာစနေရသီခွင်းထဲမှာမပါဝင်ခဲ့ရဘူးဆိုတဲ့ပုံမြင်လေးပေါ့တိုရူကပြောတယ်ကျမကြောင်ကလေးကိုတနာတယ်ကြောင်နစ်မှမွေးချင်ခဲ့တာတဲ့ဒီစကားဟာနောက်မှဖြစ်လာမဲ့ခီယိုနဲ့ပတ်သက်တဲ့ဇာတ်ကြောင်းတွေအတွေ့အရန်အရေးကြီးတဲ့အချက်ပါပဲဒီမှာတင်ယူကီကတိုရူကိုကြောင်းတူတူထွားဖို့ခေါ်လိုက်တဲ့အခါတိုရူရဲ့ဘဝတက်ကစတင်ဖို့တာစုနေပါပြီကျောင်းမှာတော့တိုရူရဲ့တငယ်ချင်း2ယောက်ဖြစ်တဲ့အရိစာနဲ့စာကီတို့ကတိုရူတခုခုထူးခြားနေတာကိုသတိထားမိကြပါတယ်ဒါပေမဲ့တိုရူကတော့အပြုံးမပြတ်ဖုံးကွယ်ထားတော့ပါပဲအဲ့ဒီညမှာပဲမိုးတီးထန်စွာရွာသွန်းပြီးတော်ထဲမှာမြေပြိုမှုဖြစ်ခဲ့ပါတယ်။ယူကီနဲ့ရှိဂရေတို့ကတိုရူဟာတော်ထဲမှာတဲနဲ့နေတာကိုတီးသွားပြီးလိုက်ရှာတဲ့အခါတိုရူရဲ့တဲလေးဟာမြေအောက်မှာမြုပ်သွားခဲ့ပါပြီ။အရေးကြီးဆုံးဖြစ်တဲ့အမေဓာတ်ပွန်ကောင်ပါသွားခဲ့ပါတယ်။တိုရူဟာနေမကောင်းဖြစ်ပြီးလေးကျသွားတဲ့အခါယူကီကသူမကိုသူ့အိမ်စီခေါ်သွားပါတယ်။ရှိဂရေကကန့်လန့်လိုက်တယ်။မင်းရဲ့အိမ်ပြုပြင်လို့မပြီးတော့မှငါတို့အိမ်မှာလာနေပါအလဲလောင်အနေနဲ့အင်အကူလုပ်ပေးပါတဲ့ဒါဟာတိုရူအတွက်တော့အိမ်မက်လိုပါပဲနောက်တနေ့မနေ့မှာတော့ဆိုမာအိမ်တော်ရဲ့အေးချမ်းမှုကခဏပဲခံပါတယ်ရုတ်တရက်အင်ခေါင်းမူဘောကနေအနီဆန်နဲ့ကောင်လေးတယောက်ဝုန်းကနေခွန်ဆင်းလာပြီးယူကီကိုတိုက်ခိုက်ပါတော့တယ်သူကတော့ဆိုမာကီယိုပါသူတို့ရန်ဖြစ်နေတာကိုတားဖို့ကြိုးစားတဲ့တိုရူဟာမတော်တဆချေးချော်ပြီးကီယိုကိုလှမ်းဖက်မိလိုက်တယ်ဝုန်းပရိသတ်တွေအံ့ဩသွားရတဲ့အခန်းကဒီမှာပါပဲမိကိုရွေတွေကြားတဲ့ကနေခီယိုဟာအသားရောင်ကြောင်ကလေးတစ်ကောင်ဖြစ်သွားပါတယ်။တိုရူကထိတ်လန့်သစားနဲ့ယူကီနဲ့ရှိဂရေတို့ပါထိမိလိုက်တဲ့အခါယူကီကကြွက်ဖြူလေးရှိဂရေကခွေးလေးဖြစ်သွားပါတော့တယ်။တိုရူတယောက်မျက်လုံးပြူးပြီးကြည်နေတော့ကြရှိဂရေကခွေးဘဝနဲ့ပြောလိုက်တယ်။ဒါဟာဆိုမာမိသားစုရဲ့ကျင်စားပါ။ငါတို့ဟာစန့်ကျင်ဘက်လေးနဲ့ဖတ်မိရန်ဒရီဆန်အဖြစ်ပြောင်းလဲသွားကြတယ်တဲ့။ဒီလွတ်လျှော်ဝှက်ချက်ကီကိုထိသွားတဲ့တိုရူတယောက်ပါဆက်ဖြစ်မလဲ။ဆိုမာမိသားစုကသူမရဲ့မညံဒီကိုဖျက်ဆီးဖြစ်မလား